နံပါတ်1တစ်ချက်အနေနဲ့တရားဝင်စီးပွားရေးဖြစ်တဲ့ဆိုတဲ့အချက်ကိုပြပြပေးချင်ပါတယ်နိုင်ငံပေါင်း26နိုင်ငံမှာရုပ်ခွဲပေါင်း43ခုထိတိုးချက်ဖွင့်လှစ်ထားတဲ့ကုမ္ပဏီတစ်ခုနဲ့လက်တွဲလုပ်ကိုင်နေတဲ့နိုင်ငံတကာသိမှတ်ပြုစီးပွားရေးတစ်ခုဖြစ်တဲ့ဒါအပြင်ကျမတို့ကကိုရရှိလာတဲ့ဝင်ငွေကိုလည်းခေါ်ဆောင်ပြီးမှသာကျမတို့ရရှိတာဖြစ်ပါတယ်ပြီးတော့ဒီစီးပွားရေးကကျမတို့မလို့နိုင်တော့တဲ့အချိန်ကြရင်မလို့ချင်တော့တဲ့အချိန်ကြရင်ကိုသားသမီးကိုရောက်ရှိနေတဲ့နေရာကနေပြီးတော့တရားဝင်လွှဲခွင့်ရှိတဲ့စီးပွားရေးတစ်ခုဖြစ်တဲ့အဲကြောင့်မလို့ဒီစီးပွားရေးကကိုယ့်အတွက်သာမဟုတ်ဘဲနဲ့ကိုမိသားစုအတွက်ပါအမှန်ခံချက်ရှိတဲ့တရားဝင်စီးပွားရေးတစ်ခုဖြစ်တဲ့ဆိုတဲ့ဟာကိုမျှဝေပေးချင်ပါတယ်ကျေးဇူးတင်ပါတယ်နံပါတ်2တစ်ချက်အနေနဲ့ digital business ကကိုပိုင်ခြေစရနဲ့လော့လက်စွာလုပ်ကိုင်ခွင့်ရှိတဲ့စီးပွားရေးတစ်ခုဖြစ်တဲ့ကိုပိုင်စီးပွားရေးဖြစ်တဲ့အတွက်ဘယ်လိုပုံစံနဲ့ဘယ်လို lifestyle နဲ့ run မလဲဆိုတာကိုပုံမှာပဲမူတည်တာဖြစ်ပါတယ် online စီးပွားရေးဖြစ်တဲ့အတွက် internet သာရှိတယ်ဆိုရင်ကိုဘယ်နေရာဘယ်ဒေသကမဆိုလော့လက်စွာလုပ်ကိုင်ခွင့်ရှိတယ်ကိုရဲ့မိသားစုခြေကိုပိုင်အခြေကိုလိုဝမထိခိုက်ပဲနဲ့ဒီစီးပွားရေးကိုလုပ်ကိုင်ထားနိုင်တာဖြစ်တယ်ပြီးတော့အခြားလုပ်တဲ့ဖက်နဲ့လည်းဒီစီးပွားရေးကလုပ်ကိုင်နိုင်တယ်What like ballet ဖြစ်တဲ့စီးပွားရေးတစ်ခုကိုလုပ်ချင်တဲ့ဆိုရင်တော့ဒီ digital business ကအကောင်းဆုံးဖြစ်ပါတယ်လို့ကျေးဇူးတင်ပါတယ် digital business ကိုလုပ်တဲ့အချက်9ချက်တက်ကနံပါတ်3တစ်ချက်ကိုမျှဝေချင်ပါတယ် digital business က unlimited income basic income ပေးနေတဲ့စီးပွားရေးတစ်ခုဖြစ်တဲ့တကယ်လို့ကျမတို့က company အလုပ်ရိုးအလုပ်လုပ်မယ်ဆိုရင်ဒီအလုပ်ဒီကိုအလုပ်လုံးမရတဲ့ earn income ဖြစ်တဲ့ fixed income ပုံတင်ထပ်မှတ်ထားတဲ့လစာတစ်ခုလည်းဖြစ်တဲ့ဒီ digital business ကကိုစူးစမ်းရင်စူးစမ်းသလို unlimited income လည်းရရှိနိုင်တယ်ကိုရရှိလာတဲ့ income တစ်ခုဒီခုန fixed income တဲ့အများကြီးတာလွန်နိုင်တယ်ပြီးတော့ကျမတို့ကပါဝင်ပတ်သက်မှုကိုလုံးနိုင်မှုအနည်းဆုံးနဲ့ရတဲ့ passive income ကိုလည်းဒီစီးပွားရေးကသာပေးစွမ်းနိုင်တာဖြစ်ပါတယ်အဲကြောင့်မလို့ digital business ကိုဝင်ရောက်လေ့လာကြည့်ဖို့ဖိတ်ခေါ်ချင်ပါတယ်ကျေးဇူးတင်ပါတယ် digital business ကိုလုပ်ကချက်အဖြစ် self grow personal development တိုးတက်လာတဲ့ပိုက်အများကြီးရှိပါတယ်ဒီ social media ဆိုတဲ့အတိုင်းကျွန်မတို့နည်းပညာပိုင်းနဲ့ချိတ်ဆက်လို့ရတဲ့အတွက်ကိုဖက်ကတိုးတက်မှုတွေအများကြီးရရှိတယ်ပြီးတော့ဒီကျွန်မတို့ digital business မှာဆိုရင် mastermind လေး training site တွေဟာအခုလို English စာဖြစ်တဲ့အတွက် English စာပိုင်းလည်းတိုးတက်လာတယ်ပြီးတော့ဒီထဲမှာကျွန်မတို့ကိုအမြဲတမ်းတင်ပေးတဲ့ mindset ပေါ့နော်ဒီလိုမျိုး mindset ပိုင်းတွေလည်းပြောင်းလဲလာတယ်ဘယ်နေရာဘယ်စီးပွားရေးမှာမဆိုပေါ့နော်ကိုဖက်ကလေးလာတဲ့ရင်မှုမပြတ်ဘူးဆက်လုပ်နေမယ်ဆိုရင်တော့ကိုအတွက်တိုးတက်ဖို့သာဖြစ်တယ်ဆိုတဲ့ဟာကိုမျှဝေပေးချင်ပါတယ်ကျေးဇူးတင်ပါတယ် digital business က online စီးပွားရေးဖြစ်တဲ့အတွက်ကိုစီးပွားရေးပြီးကိုသွားတဲ့နေရာကိုတပါးနဲ့ပါသွားနိုင်တဲ့စီးပွားရေးတစ်ခုဖြစ်တဲ့ internet wifi သာရှိမယ်ဆိုရင်ဘယ်နေရာဘယ်ဒေသမဆိုလောက်ကလေးရတဲ့စီးပွားရေးဖြစ်တဲ့တချို့သူတွေဆိုရင်ခရီးသွားလာရင်းနဲ့လော်လာပေါ်ပါစွာလောက်ကနိုင်တဲ့စီးပွားရေးတစ်ခုဖြစ်တဲ့စီးပွားရေးကိုစလုပ်တဲ့ချိန်မှာ business အလုပ်ပြီးဆိုတာနဲ့ဖုန်းတစ်လုံးရှိယူနဲ့ wifi ရှိတဲ့နေရာတိုက်ဒီကိုယ့်ရဲ့အလုပ်နေရာကိုယ့်ရဲ့အလုပ်ချိန်ဖြစ်သွားနိုင်တယ်ဖြစ်ပါတယ်ဒါကြောင့်မလို့အလုပ်နေရာတတ်မှတ်ချက်ရှိဘူးဆိုတဲ့ဟာကိုမျှဝေပေးချင်ပါတယ် digital business ကိုလုပ်ကိုင်တဲ့နေရာမှာကျမတို့စီးပွားရေးအခွင့်အလမ်းကိုကြီးညာရတဲ့အပိုင်းအပြင်ကိုယ်နဲ့တူတူစီးပွားရေးလုပ်ကိုင်ရမဲ့သူတွေ business partner လေးကို mentoring လက်ပြကူညီပေးရမယ့်အပိုင်းနှစ်ခုကိုအဓိကလုပ်ရတာဖြစ်တယ်အဲကြောင့်မလို့ကိုကတခြားသူတွေကိုလက်တွဲကူညီပေးတဲ့နေရာမှာကိုယ့်ဘက်ကလည်းလုပ်တတ်မှုအများကြီးရရှိတာဖြစ်ပါတယ်တပားသူကိုကူညီခြင်းအဖြစ်အရေးဆိုကိုမှအတိပဟုတုတတိုးတက်တာဖြစ်ပါတယ်အဲကြောင့်မလို့ဒီ digital business ကခြားသူကိုကူညီခြင်းအဖြစ်ကိုတက်ပါတိုးတက်မှုအများကြီးရရှိတဲ့စီးပွားရေးတစ်ခုလို့ပြောချင်ပါတယ် digital business ကအသက်16နှစ်ပြီးသူမြည်သူမဆိုလုပ်ကိုင်နိုင်တဲ့စီးပွားရေးတစ်ခုဖြစ်ပါတယ်ကိုကအိတ်ထက်ကနေလို့ပဲဖြစ်ဖြစ်ကိုကအသက်ရွယ်ကြီးလို့ပယ်စရပြီပဲဖြစ်ဖြစ်ဒီစီးပွားရေးမှာကျွန်မတို့ကအသက်ရကတ်သက်ချက်မရှိပါဘူးအားလုံးလုတ်ကင်နေတဲ့စီးပွားရေးတစ်ခုဖြစ်တဲ့လူမျိုးဘာသာကြားမှာမရွေးအကိုလုံးလုတ်ကင်နိုင်တာဖြစ်ပါတယ်အသက်ကြီးနေလို့ဆိုပြီးအသုံးမဝင်တော့ဘူးဆိုပြီးမစေးစားပါနဲ့ဒီစီးပွားရေးကအသက်16နှစ်ပြီးတဲ့လူတိုင်းအတွက်လုတ်ကင်နေတဲ့စီ
စီးပွားရေးတစ်ခုဆိုတဲ့ဟာကိုမျှဝေပေးချစ်ပါတယ်။